BIOS setting ပြင်ဆင်နေပါ BIOS setting ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က F2 တို့ကွန်ပျူတာရဲ့ F2 တို့ delete key တို့ကိုနှိပ်ရင်းနဲ့မှာကျွန်တော်တို့ဒီ BIOS setting ကိုတွားပြီးတော့ဝင်ရောက်လို့ရပါလိမ့်မယ်ကွန်ပျူတာဆက် power ကိုနှိပ်ပြီးတာနဲ့ F2 delete ကို F2 ကိုတစ်ချက်နှိပ်လိုက် delete ကိုတစ်ချက်နှိပ်လိုက်နဲ့ဖမ်းကြည့်ဥပမာကိုယ်ဆက်က F2 နဲ့ဆို F2 ကိုမိပြီးတော့ delete ဆို delete ကိုမိပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် main ဆိုတာရှိမယ် main ဆိုတာကကျွန်တော်တို့အဓိကဟာတွေပြနေနေတာပေါ့အဲ့ဒီ main မှာဆိုလို့ရှိရင်ကြည့်ကြည့်အောင်ဒီမှာသူ့ရဲ့ဘုတ်ရဲ့နာမည်ကိုလည်းပါပါတယ် GF63HRC ဆိုပြီးတော့ပါပါတယ် model name လည်းပါပါတယ်ဒါ system date မှာဆိုလို့ရှိရင်မှားနေရင်ကျွန်တော်တို့ကမှန်အောင်ပြင်ပေးဖို့လိုပါတယ်ပြင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမြားလေးနဲ့တွားပြီးတော့ကိုလိုတလိုတွားလို့ရပါတယ် arrow key လေးတွေကိုအသုံးပြုပါမယ် system date မှာတစ်ခွက်နဲ့တစ်ခွက်တွားခြင်းကျွန်တော်တို့က tab key လေးနဲ့တွားပြီးတော့ပြောင်းပြီးရိုက်ထည့်လို့ရပါတယ်ဒီမှာတော့ system date ကမှန်နေတဲ့အတွက်ကျွန်တော်မပြင်တော့ပါဘူးနောက်တစ်ခါ system time ကိုတွားမယ်ဆိုရင်လည်းအောက်ကိုဆင်းပြီးတော့ system time မှားနေရင်လည်းချိန်ညှိပြင်ဆင်လို့ရပါတယ် system language ကတော့ကျွန်တော်တို့အင်္ဂလိပ်စာနဲ့သုံးမှာဖြစ်တဲ့အင်္ဂလိပ်ပဲထားပါတယ်နောက် storage information မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာတွေရှိတယ်လဲဆိုတာအရင်ဆုံးကြည့်ရပါတယ်SATA ရှိတယ် serial empty တွေကြီးပဲเนาะ SATA information မှာဆိုရင် empty တွေကြီးပဲတွေ့ပါလိမ့်မယ် empty တွေပဲတွေ့ပြီးတော့ PCIe SSD မှာတော့ကျွန်တော်တို့က 512GB ဆိုတာကိုတွေ့ပါမယ်ဒါကဘာလဲဆိုရင် SSD hard disk ကိုပြောတာပါ PCIe SSD hard disk ကိုပြောတာပါကျွန်တော်တို့ကပြန်ထွက်မယ်ဆိုတော့ SK လေးကိုနှိပ်ပြီးတော့ထွက်မယ်အောက်မှာကျွန်တော် system information ဆိုလို့ရှိရင်ကိုယ့်ဆက်ရဲ့ထည့်ထားတဲ့ BIOS version အကြောင်းပါမယ်ပြီးရင်ဒီ BIOS ကိုထုတ်လုပ်တဲ့ date ပါမယ်ပြီးရင်ကျွန်တော်တို့ကအောက်မှာအဓိကအရေးကြီးမှာ CPU ပေါ့ CPU ရဲ့ configuration က CPU ကဘယ်လောက်ရှိတယ်လဲဆိုတာဒီမှာတိကျပြပါတယ်9.5 8 Gen 8300H Gen ကိုပြပါတယ်နောက် CPU ရဲ့ speed ကတော့ 2.30 GHz ကိုပြထားပါတယ် speed မှာတော့2300 MHz ကိုပြထားပါလိမ့်မယ်ဒါလေးတွေကိုတော့ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့က memory မှာဆိုလဲ memory information မှာဆိုရင် memory မှာနှစ်ချောင်း memory 1 and memory 2 ရယ် memory 1 ကတော့1က 8GB DDR4 8GB လို့ပြပါတယ် memory 2 ကလည်း DDR4 8GB ပါပဲအဲ့တော့ကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုတော့ SK ကိုပြန်နှိပ်မယ်ညာဘက် arrow key လေးနှိပ်အောင် advanced setting ကတော့ကျွန်တော်တို့က hyper thread တို့ဘာတို့မှာ enable ပေးထားပါတယ်အဲလို internet ကမှနှိုးတာတို့ဘာလို့ဆိုရင်လည်း enable ပေးတာတို့ဘာလို့လုပ်လို့ရပါတယ်ဒီဟာတွေမှာကတော့အဓိကမကြပါဘူးကျွန်တော်တို့ USB configuration ဆိုတာလေးကိုတစ်ချက်ကြည့်ရအောင် USB configuration မှာတချို့ set တွေမှာဆိုလို့ရှိရင် USB ကိုကျွန်တော်တို့ကပိတ်ထားတာတို့ဘာလို့ဆိုရင်မရဘူးပေါ့အလုံးမလုံးဘူးလို့ပြောတာပါအဲ့တော့ဒီမှာဆိုရင်ကျွန်တော် USB မှာတစ်ခုတက်ထားတယ်ဘာတက်ထားလဲဆိုတော့ CD-ROM ဟိုအောက်ဆုံးမှာ slim type ဆိုတဲ့ CD-ROM လေးကိုကျွန်တော် USB CD-ROM လေးတက်ထားပါတယ် Windows တင်ဖို့အတွက်ကျွန်တော်တို့က USB ကိုသုံးပြီး USB CD-ROM ကိုသုံးပြီးတော့မှကျွန်တော်တို့ဒီမှာလာပြီးတော့ဒီမှာတက်ပြီးတော့သုံးဖို့အတွက်ကျွန်တော်တက်ထားခြင်းဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က USB တွေကို enable ပေးထားဖို့လိုပါတယ် enable မပေးထားရင်ကျွန်တော်တို့ကဘာမှသုံးလို့ရမှာမဟုတ်ပါဘူး USB တွေမသုံးမရပဲဖြစ်နေပါလိမ့်မယ်SK နှိပ်ပြီးပြန်ထွက်တယ် security မှာတော့ဒီမှာဘာတွေလုပ်လို့ရလဲဆိုတော့ administrator password ဆိုတာဘာကိုပြောတာလဲဆိုတော့ကွန်ပျူတာဖွင့်တာနဲ့တင်ကျွန်တော်တို့ကဒီမှာလာပြီးတော့စပြီးတော့ password တောင်းပါလိမ့်မယ်အဲ့ဒါကို administrator password ပေါ့ user password လို့ဒီမှာပြောပါလိမ့်မယ်ဟုတ်ပြီเนาะအခါကျတော့ password ထဲမှာသာလျှင် Windows ဆက်ပြီးတော့တက်ပါလိမ့်မယ် password မထည့်ရင် Windows ဆက်မတက်ပါဘူးနောက် secure boot
secure boot ဆိုတာ enable ကိုတက်တဲ့အခါမှာ window တက်တဲ့အခါမှာ boot ကိုဟိုဒါ secure စိတ်ချရအောင်လို့ကျွန်တော်တို့လုပ်ထားတဲ့ enable standard ကိုရွေးထားဖို့လိုပါတယ်။ကောင်းပြီကျွန်တော်တို့ boot ကိုတွားရအောင်။ boot မှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုတော့ဒီထဲမှာတက်ထားတဲ့ဟာတွေကိုတွေ့ရမယ်ကျွန်တော်တို့ first boot option မှာဆိုရင်ဘာကိုတွေ့မလဲဆို USB CD DVD UEFI ဆိုတဲ့ဟာကျွန်တော် CD တော့ကျွန်တော်အခွေရတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ USB CD ကိုကျွန်တော် first priority မှာပေးထားပါတယ်ဗောနော်ပထမဦးဆုံးမှာကျွန်တော်တို့ပေးထားပါတယ်အဲ့ဒီနေရာတွေမှာကျွန်တော်တို့ကိုကြိုက်တယ်လို့ပြုပြင်လို့ရပါတယ်ဥပမာ enter လေးနှိပ်ပြီးတော့ကိုကြိုက်တာကိုရွေးချယ်လို့ရတယ် hard disk ကိုရွေးမလားတကယ်လို့ Windows တင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က hard disk ကိုရွေးချယ်ပြီးတော့တင်ပါမယ်အခုက Windows စတင်မှာဖြစ်တဲ့အတွက်ကျွန်တော် USB CD UEFI ကိုရွေးချယ်ထားပါတယ်ပြီးသွားရင် enter လေးနှိပ်လိုက်ရုံပါပဲအဲ့တော့ကျွန်တော်တို့က boot 1 boot 2 3ဆိုပြီးတော့ကိုကြိုက်တဲ့ boot တွေကိုကိုကြိုက်တယ်လို့မျိုးထားလို့ရပါတယ်ဒီမှာဆိုရင်တော့ UEFI USB CD-ROM DVD drive ပေါ့အဲ့မှာဆိုရင်ကိုက priority ပေးတာပေါ့ priority ပေးတဲ့အခါမှာကျွန်တော်တို့ boot option 1ကိုကျွန်တော်ပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Windows တင်တဲ့အခါကျရင်အခွေရမယ်တင်ခြင်းလို့ပါခွေရတင်ခြင်းလို့ပေးထားတာပါပြီးတော့ UEFI hard disk drive ဒါက hard disk တွေကိုကျွန်တော်တို့ဘယ်ဟာကိုဘယ် hard disk ကို hard disk နှလုံးသုံးလုံးဆိုရင်ဒီမှာဘယ် hard disk ကိုရှေ့ရထားမလဲနောက်ကထားမလဲတွေတွားလို့ရပါတယ်ဟောကတော့ UEFI network drive ပါကောင်းပြီကျွန်တော် save and exit ကိုတွားကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်လို့ဒီ boot ထဲမှာလိုက်ပြီးတော့ရှောက်ပြီးတော့ပြောင်းမိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က restore default ဆိုတာကိုအရင် enter ခေါက်ရပါမယ်ပြီးမှ save change and reset နဲ့ကျွန်တော်တို့ထွက်လို့ရပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ကဒီခုပြုပြင်ပြီးသွားရင်เนาะ discard change and exit ဆိုပြီးလောက်သွားလို့ရပါတယ်တခုခုကိုမပြောင်းညင်ဘူးဆိုရင်တော့เนาะအခုချိန်မှာကိုပြောင်းထားပြီးသားကိုကြိုက်ပြီဆိုရင် save change and reset ဆိုတဲ့ဟာလေးကို enter ခောက်ဖို့လိုပါတယ်အမှဆိုသူကလာမေးပါမယ် yes or no ကျွန်တော် yes ကိုနှိပ်လိုက်ပါမယ်အဲ့ဒါဆို window ကမှစတက်လာပါမယ် window တက်လာမယ် window တင်ဖို့အတွက်သူကပြန်အခွေရမယ်ပြီးတော့မောင်းလာပါလိမ့်မယ်အခွေရမောင်းလာတဲ့အခါမှာ space bar လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ window တင်ဖို့ကြိုးစားရပါလိမ့်မယ်ဒါမျိုးစာတန်းလေးပေါ်လာရင် press any key ဆိုရင် space bar လေးကိုနှိပ်လိုက်ပါအဲ့ဆိုရင် window ကိုအခွေရမယ်ပြီးတော့စတင်နေပါလိမ့်မယ်Windows Space Bar ကတစ်ချက်နှစ်ချက်တလောက်ပဲနှိပ်လိုက်ရုံပဲရပါတယ်သူ့ဘာသူအခွေရကိုစပြီးတော့သူကဖတ်လာပါလိမ့်မယ်ဟုတ်ကဲ့ဒီအဆင့်ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့က language ကိုရွေးပါမယ်အင်္ဂလိပ်ရွေးလို့ရတယ်တခြားဘာသာတွေလည်းရွေးလို့ရပါတယ်ကျွန်တော်ဒီမှာ keyboard ကို input method ကို US လို့ပဲပေးထားပါတယ်တခြားအင်္ဂလိပ် United States တို့ဘာတို့လည်းရွေးလို့ရပါဒီမှာဆို time and current format ကိုလည်းကျွန်တော်လောလောဆယ်အင်္ဂလိပ် United States ပဲရွေးထားပါတယ်တခြားဟာတွေတော့ရွေးလို့လည်းရပါတယ်တော့ဒီမှာ next နဲ့တွားရအောင်ပါ
next လေးကိုနှိပ်လိုက်ပါမယ် next မှာ तू ကတကယ်လို့ကွန်ပျူတာပြက်လို့ပြင်တာဆိုရင်ကျွန်တော်တို့က repair you ကိုနှိပ်ပြီးတော့သွားပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအသစ် Windows အသစ်တင်မှာဖြစ်တယ်ဆိုလို့ရှိရင် install now နဲ့သွားပါတယ်ကျွန်တော်အခု install now ကိုနှိပ်ပြီးတော့သွားပါမယ်install now ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကဝယ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ progress key ကိုရိုက်ထည့်ပေးရပါတယ်ကျွန်တော်တို့က serial number မဝယ်ထားသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နဲ့သွားမလဲဆို I don't have a product key ဆိုတာနဲ့သွားပါမယ် I don't have a product key လေးကိုနှိပ်လိုက်ရအောင်ဒီမှာ license လာတောင်းပါပြီသူက license agreement လုပ်မှရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကI accept ဆိုတာလေးကိုအမှတ်ချစ်ပေးဖို့လိုပါတယ် I accept လုပ်ထားရင်နောက်ထပ် next ကိုလည်းနှိပ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်ဒါကြောင့် I accept ကိုရွေးလိုက်ပါတယ်ပြီးရင် next လေးနဲ့တွားပါမယ် next လေးနဲ့တွားမယ်ဒီမှာသူက upgrade လုပ်မှာလား upgrade လုပ်မှာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဗာလဲ custom install window only နဲ့ပဲတွားပါမယ် upgrade ဆိုတာကဥပမာ Windows 11ကိုပဲနောက်ထပ်ထွက်လာတဲ့ version ကို update လုပ်တာမျိုးတွေကိုဆိုလိုတာပါကျွန်တော်က Windows အသစ်တင်မှာဖြစ်တဲ့အတွက် custom installation ကိုပဲကျွန်တော်သွားပါမယ်ဒီနေရာမှာကကျွန်တော်တို့က partition ပိုင်းရတော့ပါမှာဒီမှာဆိုရင်ငကိုအဟောင်းတွေရှိတဲ့အတွက်ကြောင့်ကျွန်တော် partition ကိုပိုင်းပြပါမယ်partition တွေကိုအရင်အဟောင်း window တွေကခါတွေအကုန်လုံးကိုရှင်းကျင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် partition 1ကို click နှိပ်လိုက်ပါတယ် delete ကိုနှိပ်ပါတယ် okay ကိုနှိပ်ပါတယ်ပြီးရင်နောက်ထပ်တစ်ခု unallocated space ဖြစ်သွားပါပြီနောက် partition 1ကိုထပ်နှိပ်ပါမယ်ကျွန်တော်ပြီးရင် delete ကိုရွေးပါမယ် okay ကိုနှိပ်ပါမယ်နောက်ထပ် partition 1ဆိုပြီးထပ်ပေါ်လာပါတယ်အဲ့ဒါကိုလည်း delete ကိုရွေးပြီး okay ကိုနှိပ်ပါမယ်နောက်ထပ် partition 1ပေါ်လာပါတယ် delete ကိုရွေးမယ် okay နှိပ်မယ်ဒီမှာကကျွန်တော်တို့က unallocated space 200 gig ရှိတယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က286 gig ဆိုတော့အားလုံးဒီနှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က gig 900ပါ gig 900မှာကျွန်တော်တို့က gig 200လောက်ကို Windows အတွက်အသုံးပြုပြီးတော့ gig 300လောက်ကိုကျွန်တော်တို့ခတ်တဲ့ data သိမ်းဖို့အတွက်ထားထားတာပါဒီမှာကတခြားလူတွေက data တွေကိုသိမ်းထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ partition ကိုမဖြတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာ gig 200ကိုပဲကျွန်တော်တို့နှယူးနှိပ်ပြီးတော့နှယူးနှိပ်မယ်တွားမယ်ပေါ့တကယ်လို့ဒါတွေကိုဒီကောင်းအောင်မှာထပ်ဖြတ်လိုက်တယ်ဆိုရင်အရေးကြီးတာကအဲ့ထက်မှာပါတဲ့ data တွေအကုန်လုံးပျက်စီးသွားပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့က partition ကိုpartition ဖြတ်မယ်ဆိုရင်သတိထားဖို့လိုပါတယ်နောက် partition ကိုပိုင်းတဲ့အခါမှာကျွန်တော်တို့ဆိုလို့ရှိရင်တော့ပုံမှန်ဆိုရင်ဘယ်လိုပိုင်းလဲဆိုရင် partition ကဘိုင်းမှာ hard disk ကိုကျွန်တော်တို့က80% C ဘိုင်းကိုပေးပြီးတော့ဒါက C ဘိုင်းဖြစ်မဲ့အပိုင်းကလေးပါ unallocated space လို့ပြနေတဲ့ဟာလေးက C ဘိုင်းဖြစ်မဲ့အပိုင်းလေးပါဒီဟာကတော့ data D ထဲမဲ့ data တွေသိမ်းမဲ့အပိုင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ပိုင်းရင်တော့ကျွန်တော်တို့က80% 30% ပိုင်းပါတယ်30% က data အတွက်ထားတာပါအဲ့မဲ့ Windows 10တို့ Windows 11တို့ကိုရုံးသုံးအတွက်သာသုံးမယ်ဆိုရင်တော့ gig 200ကတော့လုံလောက်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လို့ကိုက editing တွေလုပ်မယ် video editing တွေလုပ်မယ်ဆိုရင်တော့ gig 200ကမလုံလောက်ပါဘူး video editing တွေကျွန်တော်တို့Photoshop တို့လိုအဲ့လို graphic design တွေသုံးတော့မဲ့လူတွေအတွက်ဆိုရင်တော့ gig 200ထားတာကတိတ်ပြီးတော့မလုံလောက်ပါဘူးအခုကတော့ office အတွက်ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ gig 200ပဲထားလိုက်ပြီး data ဘိုင်းကို gig 300ထားပေးလိုက်ပါတယ်တကယ်လို့တော့ကိုကသုံးဖို့ဆိုလို့ရှိရင်ကိုကတကယ်လို့ graphic design သမားvideo editing သမားဆိုရင်တော့ဒီဘိုင်းကို gig များလေးထားဖို့လိုပါတယ် gig 900မှာဆိုရင်ကျွန်တော်တို့400လောက်နီးပါးကိုဒီWindows ဘက်အပိုင်း C ဘက်အပိုင်းကိုပေးဖို့လိုအပ်မယ်ဆိုတာကိုမှတ်သားထားဖို့လိုပါတယ်အခုကျွန်တော်က C ကို gig 200နဲ့
သွားပါမယ် C ဘိုင်းဖြစ်မဲ့ Windows run မဲ့ဘိုင်းဖြစ်တဲ့ C ဘိုင်းမှာကျွန်တော် Git 200ထားပါမယ်ပြီးရင်ဒီမှာ next ကို new ကိုနှိပ်ပါမယ် new ကိုနှိပ်ပြီးရင် site ကဒီမှာကိုကြိုက်တဲ့လောက်ရိုက်ထည့်လို့ရပါတယ်ကိုကြိုက်တဲ့လောက်ရိုက်ထည့်လိုက်လို့ရှိရင် partition က3ပိုင်းဖြစ်သွားမယ်ဒီအပိုင်းမှာပါရင်3ပိုင်းဖြစ်သွားမယ်ကိုကြိုက်တဲ့လောက်ထားပြီးတော့မှ apply နှိပ်လို့ရပါတယ်ကျွန်တော်ကတော့သူပေးထားတဲ့အတိုင်းပဲသွားပါပါဒီမှာ partition ကိုနံပါတ်ကိုကြိုက်တဲ့လောက်ရိုက်ထည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ window ကိုကwindow မှာကိုကြဲကြဲမထားဘူးတီးတီးလေးပဲထားမယ်ဆိုကျွန်တော်တို့က1394900ဆိုပြီးပေးလို့လည်းရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ window ပိုင်းလေးကကျင်းသွားမယ်ကျွန်တော်တို့သဘောရတော့တိတ်ပြီးတော့မကြိုက်ပါဘူး window ပိုင်းကျင်းလို့ရှိရင်နောက်ပိုင်းအလုပ်လုပ်တဲ့အခါမှာလေးလာတာကိုတွေ့ရပါမယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီ window ပိုင်းကျအောင်လို့ဒီဟာလေးကို Git 200ပဲထားပါတယ်မကာပိုင်းနဲ့သူကပြပါလိမ့်မယ်ကျွန်တော်ပြီးရင် apply လို့နှိပ်ပါမယ် okay ကိုနှိပ်ပါမယ်အဲ့ဒါဆိုရင်သူက window အတွက်ခြံမဲ့အပိုင်းတွေရှိတယ်တချို့ဟာလေးတွေကသူတို့ရဲ့ window ရဲ့ reset ပိုင်းတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခြံလိုက်ရတယ်အဲ့ဒီပိုင်းတွေကကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူးကျွန်တော်တို့လောက်ကမှာဒီပိုင်းမှာ partition 3အပိုင်းဖြစ်သွားပါတယ် Git 200ဆိုတဲ့အပိုင်းဖြစ်သွားတယ်အဲ့ဒါလေးကို format ရိုက်ပါမယ် format ရိုက်ပြီးတော့ okay နှိပ်လိုက်ပါမယ်format ရိုက်ပြီးတော့မှကျွန်တော်တို့ကဒီ next ကိုနှိပ်ပြီးတော့ window တင်တာကိုစတင်ပါမယ်ဒါဆိုရင် window ကပထမဦးဆုံးအနေနဲ့က window က memory ထဲမှာစတင်ပြီးတော့ဝင်ရောက်နေရယူတယ်အခုအပိုင်းအားဆိုရင် memory ထဲရမယ်ပြီးတော့ window ထဲကိုစတင်ရောက်ရှိသွားတာဖြစ်ပါတယ်ကျွန်တော်တို့က memory မကောင်းတာဆိုလို့ရှိရင်စောစောအပိုင်းမှာပြုတ်ကျသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရေဘူးရအားဖြင့် memory မကောင်းဘူးလို့သတ်မှတ်တတ်ကြပါတယ်အဲ့တော့ memory လဲဖို့လိုပါလိမ့်မယ်ပထမပိုင်းမှာအခုအပိုင်းမှာစပြီးတော့ memory ရမယ်ပြီးတော့ hard disk ထဲကိုစပြီးတော့ copy ကူးထည့်နေပါပြီ copy ကူးထည့်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအပိုင်းမှာရက်တယ်ဆိုရင် hard disk ကတိတ်မကောင်းဘူးဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့ရေဘူးရနားလည်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီအပိုင်းမှာရက်သွားတယ်ထစ်သွားတယ်ဆိုလို့ရှိရင်ရေဘူးရအားဖြင့် hard disk ကဒီ copy ကူးထည့်လာတဲ့ window ရဲ့တန်ကိုသူမခံနိုင်ဘူးလို့ပြောတာပါနောက်တစ်ခါတလေမှာလဲ memory အားနည်းတာမျိုးဖြစ်ရင်လဲ memory ကမြင်ပြီးတော့အပြည့်အဝဆွဲမတင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ် memory ကကျွန်တော်တို့ရဲ့window တင်တဲ့အပိုင်းမှာဆိုရင်အားနည်းနေပြီဆိုရင်ပြဿနာအများဆုံးပြတတ်တဲ့အပိုင်းပဲဖြစ်ပါတယ်ဒီမှာ copy ကူးထည့်လို့အားလုံးရတယ်ခုနလိုမျိုး partition တွေလည်းပိုင်းလို့ရတယ် copy ကူးထည့်လို့လည်းရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က hard disk ကရေဘူးရအဖြစ်ကောင်းနေသေးတယ်လို့ယူဆပါတယ်
ဒီအချိန်မှာကျွန်တော်တို့က reset ချသွားပါလိမ့်မယ်ပြန်တက်လာလို့ရှိရင် window ကိုစပြီးတော့ configuration ချဖို့တက်လာပါလိမ့်မယ်လို့စာတန်းလေးပေါ်လာရင်ကျွန်တော်တို့ကသွားမနှိပ်ဖို့ space bar တွေမထိဖို့လိုပါတယ်ဒါမှမဟုတ်ဆို window ပြန်တင်နေရပါလိမ့်မယ်
ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က country ကိုရွေးချယ်ရပါတော့မယ် country မှာကျွန်တော်တို့ကမြန်မာကိုကျွန်တော်ရွေးချယ်ပါမယ်ဒီမှာကိုနိုင်ငံနဲ့ပေါ်မူတည်ပြီးကိုကြိုက်တာလည်းရွေးချယ်လို့ရပါတယ်ကျွန်တော်မြန်မာကိုရွေးချယ်လိုက်ပါတယ်ပြီးရင် yes ကိုနှိပ်လိုက်ပါမယ်ဒီမှာတော့ keyboard ကကျွန်တော်တို့က US ကိုပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ US ကိုပဲရွေးထားပြီး yes ရွေးလို့ရပါတယ်ကျန်တဲ့ keyboard တွေကိုလည်းတွင်းလို့ရပါတယ်ဒီမှာတော့ second ဒုတိယ keyboard ဘယ်လိုမျိုးဒုတိယ keyboard ကိုထည့်မလဲလို့ပြောတာပါကျွန်တော်တို့ကထပ်ပြီးတော့မထည့်သေးပါဘူး internet ချိတ်ဆက်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင် skip ကိုရွေးချယ်လိုက်ပါမယ်တကယ်လို့ထည့်ခြင်းတော့ add လေးကောက်ကိုနှိပ်ပြီးတော့ထည့်လို့ရပါတယ်ကျွန်တော် skip ကိုရွေးချယ်လိုက်ပါမယ်တကယ်လို့တရုတ်တို့ဘာလို့ထည့်မယ်ဆိုရင်ဒီမှာ add လေးကောက်နဲ့တွားထည့်လို့ရပါတယ်ခု skip ကိုရွေးလိုက်ပါပြီဒီမှာက internet connection ကိုပြပါတယ်တကယ်လို့ကျွန်တော်တို့က internet connection ကိုမရှိခဲ့ဘူးဆိုရင် internet ကိုမရှိဘူးလို့ပြပြီးတော့ I don't have internet နဲ့ပဲသွားပါမယ်တကယ်လို့ connection ရှိတယ်ဆိုရင်တော့ကျွန်တော်တို့က serial number နဲ့လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကဒီမှာ serial number မပါဘဲနဲ့ကျွန်တော်တို့ activation လုပ်တဲ့နည်းနဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ I don't have internet ကိုရွေးချယ်ပါမယ်ဒီမှာဆိုရင် तू က internet လုံးမှာ तू ကအကုန်အပြည့်အစုံသူ့ရဲ့ဟာတွေတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ internet မချိတ်သေးတဲ့အတွက်ကျွန်တော်တို့က continue with limited setup နဲ့ပဲသွားမှာပဲ connect now ကိုမနှိပ်ပါဘူး internet မရှိဘူးလို့ပြောထားတာဖြစ်ပါတယ်ဒီမှာနာမည်ပေးရပါမယ်ကိုယ့်ရဲ့ဒီကုမ္ပဏီဒီသုံးပြုမဲ့လူရဲ့နာမည်ပေးမယ်ပေါ့ဥပမာကျွန်တော်တို့ကအောင်လို့ပေးလိုက်ကြရအောင်ကိုသုံးပြုမဲ့နာမည်ကအောင်ဖြစ်ပါတယ်ပေါ့ပြီးရင် next ကိုနှိပ်ရအောင်ဒီမှာ password စပြီးပေးထားလို့ရပါတယ်ကျွန်တော်ဒီမှာ password ထဲမှာဘာမှမထည့်ထားသေးပါဘူး next နဲ့ပဲတွားရအောင်အဲ့ဒါက window တက်ချင်းမှာပေးတဲ့ password ဖြစ်ပါတယ် window ထဲကိုဝင်တော့မယ်ဆိုရင် password တောင်းပါတယ်အဲ့တော့ကျွန်တော်က password မပေးထားတဲ့အတွက် window ကဒါတိုင်းတက်ပါလိမ့်မယ် password မပေးထားပါဘူးကျွန်တော် next နဲ့တွားပါမယ်ဒီမှာကသူကကိုယ့်ရဲ့ဒီ notebook ပြောက်ရင်ယူလို့ရမယ်အနေအထားတွေပါတယ်သူဒီဆက်ကိုပြန်ပြီးတော့ရှာဖွေတာတို့ဘာလို့လုပ်ဖို့အတွက်သူက find my device တို့ location တို့ on မလားဆိုကျွန်တော် on ထားပါတယ်အားလုံးပြီးတော့မှ accept ကိုရွေးပါမယ်ဒါဆိုရင်ကျွန်တော်တို့က window ကိုစတင်အသုံးပြုလို့ရပါပြီကျွန်တော်တို့ဒီဘိုင်းရောက်သွားရင်တော့ window ကိုစတင်ပြီးတော့အသုံးပြုလို့ရတော့ပါပြီ